ကိုမောင်အချစ်မင်းကွာနေနိုင်လိုက်တာအခုမှပဲပေါ်လာငါမျောနေကြပြီကွာဒါချင်းပါလေတငယ်ချင်းရာအိမ်မှာမိမိကကျုပ်တည်းရဲ့အကျမ်းမာရေးမကောင်းလို့မလာဖြစ်တာပါဟုတ်လားငါ့ကိုအကြောင်းကြားလိုက်ပေါ်တငယ်ချင်းရာအာနာလို့အကြောင်းကြားတော့တာပါနောက်ပြီးတော့ရန်ကုန်နဲ့ငါတို့နေမျိုးကလမ်းကြီးကတညအိမ်ရှုပ်နေတယ်မင်းမောင်း300ကျော်တယ်လေအခုတော့ဆွေးချာလေးလည်းမရှိတော့ဘူးမိမိလည်းနေကောင်းသွားပြီတငယ်ချင်းရဲ့အောက်တူတည်နာလုပ်နေရပါတော့ပြတဲ့ပါသားရအချင်းပြနိုင်ပြီပေါ့အေးလေအဲ့ဒီတော့ငါရောက်လာတာပေါ့အရေးကြီးတာကအင်းဆက်ပုံမတတော်ငယ်လေးတွေအကြောင်းကိုအရင်ဆုံးမှတ်တမ်းတင်တပုံရိုက်ပြီးမှတ်တမ်းတင်ရမယ်ရိုက်တဲ့မှတ်တမ်းတပုံတွေရောရိုက်မှာပေါ့တကယ်ကြီးအမေတခုတော့ရှိပါနာမလေးပဲလာရဲဆိုတာအင်းဆက်ပုံကတည်ရစားပြီတလိဆက်အကောင်ကြီးအထိတူတည်နာလောက်လာကွန်ကြစီတို့ကြီးရတဲ့ငယ်ကြီးငါသိပါတယ်တကယ်ကြီးဟာကွန်ကြစီအားလုံးငါပဲတောင်းယူပါမယ်မှတ်တမ်းတော့ကတော့မင်းတောင်းယူလေနောက်ပြီးတော့မင်းကတပုံပညာရှင်တူလေမင်းကငွေကြီးပိုင်းအတွက်တာဝန်ရွေးဆိုဓာတ်ပုံမှတ်တတ်တယ်ငါပဲတာဝန်ယူမှာတကယ်ကြီးခေပါမင်းကခိပန်းလာလားဆိုတော့နားကြဟောနားလေဒီထမင်းစားပြီမစားပြီအဲ့ဒါတခိုင်းစားတာနော်လို့ဖြစ်တယ်။ဖြစ်လို့ဒီကောင်မလေးရဲ့ပုံပေါ်နေရတာ။သူ့တော့တော်တော်ထူးဆန်းနေပြီဒီမှာရှင်ဟာလမ်းလိုက်တာဗျာမင်းဘယ်သူလဲဒါနဲ့အစောကဒီမှာရှိမနေပါ တို့သူဆိုတာရေးမကြည့်ပါဘူးဒါရှင်းပစ္စည်းမဟုတ်လားဟုတ်ပါတယ်ဒါဒုက္ကင်မရာမှန်မှုလို့ဖုန်းနဲ့ဖုန်းလေးပါကျေးဇူးတင်ပါတယ်ဗျာ သူ့ကင်မရာဖုန်းလေးပြုတ်ကျသွားတာတွေ့လို့ပြန်ပေးရတော့ကောင်းနေတော့တို့ကျေးဇူးတင်စရာမလိုပါဘူးပိုင်ရရှိပြီးသားပစ္စည်းတစ်ခုကိုဘယ်သူမဆိုတွေ့ရင်ပြန်ပေးရမှာတောင်းမယ်လေ ဘာပဲဖြစ်ဖြစ်ဗျာကျေးဇူးတင်နေတာကိုတွေ့လေတာနဲ့ကျေးဇူးမတင်ဘူးတို့မှပြည့်ရှိလေတို့နာမည်ကကိုမောင်ပါဒီနီနာဝင်းကြီးကတော့မဟုတ်ပါဘူးဒါနဲ့တူအောင်မင်းတို့တွေ့ဘူးနေတယ်လို့ တို့နာမည်ကစိတ်ဝင်ရီတဲ့နေရာကတော့ဒီနီနာပတ်ဝန်းကျင်ဆိုပါတော့
ဒါနဲ့တို့ကိုတွေ့ဘူးရဟုတ်လားအဲ့လေတို့ကလည်းသူ့ကိုတွေ့ဘူးနေကြပါပြီအချိန်မပေးနိုင်တဲ့ကိစ္စလေးရှိလို့တို့ခွင့်ပြုပါအောင်နော် ခဏလေးဓာတ်ပုံလောက်ရချင်နေပါနော်ဟာဖေရောက်တော့ဟာခုမှတတိရတယ်ဒီနေ့ခါကင်မရာမှာပေါ်လာတဲ့ကောင်မလေးပါလားမင်းဘာပြောရုံစမ်းမှာတကယ်ချင်းကင်မရာကိုစစ်ကြည့်လိုက်တော့အဲ့စိတ်ရည်ဆိုတဲ့ကောင်မလေးတက်ပုံလေးပြိုင်နေမှာငါအသေးချာကိုတွေ့လိုက်ရတယ်ဒါပေမဲ့တက်ပုံနဲ့ခုလိုက်တော့အဲ့စိတ်ရည်ဆိုတဲ့ကောင်မလေးတက်ပါမလာတော့ပဲလေးပြပုံလေးကငါတွေ့ရတယ်ငယ်ချင်း မင်းအမေမဖြစ်မှာပါကွာ အမြင်မှားတာမဟုတ်ဘူးငါအဲ့ဒီကောင်မလေးနဲ့ပန်းချန်နဲ့မတက်ခါပြန်ဆုံသွားပြန်အဲ့ဒီကောင်မလေးကငါတက်ပုံထုတ်လိုက်တော့ပျောက်သွားတဲ့စိတ်ရည်ဖြစ်နေအတော်လေးစမ်းကျင်နေတဲ့ကိစ္စတစ်ခုပဲမိမိရောသူနဲ့ဆုံတဲ့နေရာကိုလိုက်ခဲ့ပါသူနဲ့ဆုံနိုင်မှမီးသူနေရာလည်းအဲ့အနီးနဲ့ပတ်ဝန်းကျင်မှာပဲလို့ငါ့ကိုပြောသွားတယ်မိမိရောလိုက်ခဲ့ပါ အေးပါကွာငါလည်းခေပါနားခဏမိကမခဏပြပေါ့ကွာမိကမလည်းရှိတယ်ဟေ့ပမာလေးကွာမိကမလေးဟာရှိလည်းမရှိပဲနဲ့ကွာမင်းကောင်လာစားနေမင်းကတော့လေကိုမောင်ကြီးအချင်းကောင်းချက်ကိုမင်းတို့ကဖြစ်နိုင်ဟုတ်ရဲ့ချစ်ကိုမောင်ကြီးကစိတ်နဲ့ကြမ်းပါဖြစ်ကိုပဲဟုတ်တယ်အဲ့ဒီလိုပဲယူစားလို့လေးလေးကိုသင်ပြီးပါမတို့လေကိုမောင်ကိုအချင်းလေးပြီးတော့မကောင်းတာ အေးကွာငါကိုမောင်ဖောက်ရရကောင်းတယ်ဗောကောင်းတယ်ကိုမောင်ကြီးအချင်းလေးကိုသူ့ရဲ့ဟောပြီးအကြောင်းတဲ့ချင်းနေမစိုးသေးဘူးဟောဆိုလို့အော်စိတ်မကြောက်ပါဘူးမင်းတော့ဘာလဲဆိုချင်တာဟမ်ပြောလေအော်စိတ်မကြောက်ပါဘူးလို့မင်းတော့ဘာလဲဆိုချင်တာလား ဟုတ်ပါပဲကြည့်တယ်မင်းပြောရဲ့စိတ်ဝင်လူလောကမှာထင်ရှားရှိရမှာပေါ့ပြီးတော့မင်းနဲ့စိတ်ကိုတွေ့နေတယ်ဆိုရင်လူငယ်ချင်းရှိရပေါ့မင်းရဲ့စိတ်ကိုငါလူဖြစ်နိုင်မှာမထင်ဘူးကွာ ဘာဖြစ်လို့မရှိနိုင်မှာစိတ်ဝင်နေလူတော့ကောင်းတက်စီကနစီနေကြပြောအနည်းနာမှာအင်းကြီးရမရှိရတယ်စိတ်ဝိညာဉ်တော့ကတော့ဖြစ်ရတော့မင်းတော့ရွှေတိတ်မင်းတို့မယုံဘူးဆိုငါလည်းလိုက်ကြ ဟုတ်ပါကွာဟုတ်ပါဖြစ်နိုင်ပါကွာမင်းပြောဝင်ရဆိုရင်စိတ်ဆိုတဲ့မိကြီးကချင်းချင်းမြင့်မရှိတဲ့ပုံပဲကွာဒီစိတ်ကဖြောက်လိုက်ပါကွာ မပြောင်းနိုင်ဘူးကွာစိတ်မစိတ်ကလုံးဝမဖြောင်းဒီမင်းတို့နေတဲ့စိတ်ချောင်းငါတယောက်တည်းပဲတွေ့ငါတွားတော့ဟာကိုမောင်တို့စစ်တော့သွားကွာ စိတ်ဆိုလည်းမတတ်နိုင်ဘူးကွာဟုတ်ပြခဏတော့လေးလေးရောပဲသွားတယ်ကွာလေးလေးကိုတွေ့ပြီပါဟမ်ဟာလေးလေးဆရာတော်ရောက်သွားတယ်ကွာလေးလေးကြီးကဖြည့်ဘူးပူကြီးမှုနဲ့ဖះတယောက်အောင်ဆက်နိုင်ကိုမောင်းစိတ်တွေတည်ငြိမ်လာပြီးတော့အစွမ်းလက်နေပပြောက်သွားတယ်လေးလေးရဲ့ယုံကြည်နေရဲကွာ လေးလေးယူစားရတာလေမမဘူးကိုမောင်ကြုံတွေ့ရတာပရလောကလို့ပြောရမှာပဲ ဟုတ်တယ်ပရလောကဆိုတေးရတယ်ငါမယုံလို့ကိုမောင်းတော့လိုက်ကြည့်ကိုမောင်းတော်ရဲ့စကားတွေပြောလိုက်ရေးလိုက်ပြုံးလိုက်နေဘယ်စိတ်ဆွဲခေါင်းမလို့ငါမမြင်ဘူးကွာဒီအဲ့မင်းတို့ပြောနေတဲ့ပရလောကဓာရီဆိုတော့ငါမယုံကြည်ဘူးကွာတကယ်ဖြစ်တဲ့နာဒီကောင်စိတ်ကြမ်းရိုက်ထားတော့ကြားလိမ့်မယ်ကွာမင်းအဲ့ဒါပရလောကဓာရီအကြောင်းမဆန်းကြည့်ဘူးလို့ကွာမင်းလောကမှာ32ပုံလားရှိအဲ့32ပုံမှာပရလောကဓာရီပါတယ်ကွာလူပုံရှိလို့သိဆံပုံလေးရှိအဲ့သိဆံပုံမှာငါတို့မမြင်နိုင်တဲ့အင်းဆက်ပုံမလေးအနုစိတ်မှန်တော့ကြည့်ရမှာမဟုတ်လားမင်းမကြုံဘူးလို့မယုံဘူးလို့မပြောနိုင်နဲ့နော်ပြောပါစဉ်းစားကြည့်ရအောင်ကိုမောင်ရှုပ်တယ်ဗမာလေစိတ်ဟာပြောင်းရှုပ်တယ်ဟုတ်လားဗမာလေငါတော့ဘာမှမတွေ့ဘူးကိုမောင်
ရှင့်ဝတီကဘာမှလဲ မင်းကလည်းအဝေးမော်အနီးလင်းဖြစ်မင်းကိုမျက်မှန်တက်ပြစိတ်ဝင်မတွေ့ဘူးလားဒီ ခန့်နေပါလေဟာအေးပါတွေ့ပါတယ် မင်းမဲပြောနေငါစိတ်ဝင်နေတာစကားပြောလိုက်မနော် မင်းတို့ပဲလွတ်လွတ်လဲစကားပြောပါကွာ အဲ့ဒါပဲကြည့်တော့စိတ်ဒီကောင်ရဲ့ကြောင်းတော်လည်းဒီတိုင်းပဲသူများရဲ့အတွဲကူစီရတယ်သူကတော့စီးလို့ပဲဘယ်တော့မှလည်းဝမ်းဖြစ်လာမှာမဟုတ် နေပါစီကိုမောင်ရဲ့တွတ်သူနေတတ်သူနေပါစေဒါနဲ့ကိုမောင်စိတ်မာလေးအချိန်မရှိတော့လို့စိတ်ကိုတောင်းခွင့်ပြုပါအောင်နော် အေးလေစိတ်မချင်းမချင်းနဲ့သွားပါဒါပေမဲ့တစ်ခုပဲစီရစီကိုမောကတော့စိတ်နဲ့တွေ့နေရအရာလုံးကိုမင်းနိုင်နေဆိုစိတ်ယုံပြီးပါနော် ယုံပါရဲ့ကိုမောင်ရဲ့စိတ်ယုံပါစိတ်ကိုခွင့်ပြုပါအောင်နော် စိတ်ရလဲကွာတွေ့ရမှမကြသေးထွက်သွားပြန်လေ ဖြစ်ဘူးကိုမော့ချင်နေကိုဦးလေးကိုအတိပေးမှာပဲကြာရင်ပို့ဆိုးသွားနိုင်တယ် မင်းကဘာစကားပြောရလဲ ဟာဟဲ့ငါဘာမှမတွေ့ရမင်းတွေ့ရတယ်ပြောငါလုံးဝနားမလဲတော့ဘူး မင်းဘာသာတွေ့ရင်တွေ့မတွေ့နဲ့ငါဘာသာငါဓာတ်ပုံရိုက်တယ်မကွာမင်းလည်းပြန်တော့ငါလည်းသွားမယ် ဟာဟဲ့ဟာကိုမောဒီကောင်မူမမှန်ဘူးဒီကောင်မူမမှန်ဘူး ကိုမောင်ထပါဦးကိုမောင်ထပါဦးဆို စိတ်ဘယ်လိုရောက်လာလဲဟုတ်ပြီဟောရင်တော့ဘယ်လိုလုပ်သိရလဲ ဘယ်လိုလုပ်ပြီးသိရလဲဆိုတော့ရှေးစကားအတိုင်းပေါ့မေးပါများစကားရတဲ့ကဲပါလေအချိန်မရှိဘူးမနှက်ပြန်ကိုမောင်နဲ့စုံနေကြနေရမှာစိတ်ဆောက်နေမယ်နော်ကိုမောင်ပေးစရာလည်းရှိရဲ့ဘာပြအောင်လာပါနော်တို့သွားမယ် စိတ်နေုံလေးစိတ်ရတယ်ကွာညလိုက်တာဘာပဲဖြစ်ဖြစ်အဲ့ဒါစိတ်နဲ့ဆောင်းပါဆို ဟုတ်ပါလေလေအချင်းနေကတော့ကိုမောင်ကိုစစ်ကျမ်းမိုင်ထဏကိုပြတ်ဖို့တင်တယ်လို့ယူဆထားပါတယ် အေးကွယ်အခြေအနေအားလုံးကိုထောက်ကြည့်ပြီးမှသုံးနိုင်ရမှာပဲ ဒီစင်လေးကောင်းပါလေလေစောင့်တော့စောင့်ကြည့်တာအကောင်းဆုံးပါပဲ ဘာပဲဖြစ်ဖြစ်လေးလေးကိုဖွင့်ရတိုက်ပြီးမှာကွယ်အနိကထောက်ကြည့်တာကသားလိုပဲရှိတယ်မို့လား စိတ်ချပါလေလေ ဟူးကိုမော့ချင်နေတာတနေ့တခြားပို့ဆိုးလာတယ်ဦးလေးကလည်းငါ့ကိုတောင်းပေးထားတော့ဘယ်လိုလုပ်ရမလဲခက်တယ် ဟဲ့ချစ်ကိုအေးဘာလုပ်နေရဟဲ့မင်းအကျွေးရှောင်နေမှာလား ဟာဘယ်ကရှောင်းရမှာလဲကွာမင်းကလေကိုမော့ရဲ့ချင်တယ်တနေ့တခြားပို့ဆိုးလာတယ် ကိုယ့်ရဲ့ချင်းဟုတ်လား အေး ဟဲ့ဒါနဲ့ခုကိုမောင်ဘယ်ပါလဲ ဟာသူတပုံရဲနေကြနေရမဟုတ်ကွာမရှိတဲ့စိတ်လဲတွားရှာနေမဟုတ်ကွာ စိတ်သွားရှာတာ အေး ဟုတ်ပါလေဟိုနာဘာဝဝိနာဘာဝဆိုတာလားဟုတ်လား ဟာကြောက်ပါဆိုမှမင်းကလေဟာရှုပ်ပါလေကွာနာနာပါဝလားဝိနာပါဝလားအဲ့ဒီမရှိတဲ့တရေသွားရှာကြအောင်ကွာလာတော့ကြမယ်သွားချောင်းမယ် ဒါကွာတော့ချောင်း သွားချောင်းမယ် လာလေကိုမောင်စိတ်ဆောက်နေကြပြီ စိတ်ဆောင်နေကြပြီဟုတ်လားကိုမောင်အားနာလိုက်တာစိတ်ရ ကိုမောင်နဲ့စိတ်ကြမှာအားနာရေးဆိုတဲ့စကားသုံးဖို့လေးသေးလို့လားကိုမောင်ရဲ့စိတ်လေကိုမောင်ပေးစရာပစ္စည်းတစ်ခုရှိရဲ့ကိုမောင်ဒီလက်ဆောင်လေးကိုလက်ခံပေးပါနော်ဒီလက်ဆောင်အိတ်ကလေးထဲမှာကိုမောင်အတွက်ပစ္စည်းလေးတစ်ခုပါတယ်တစ်ခုတော့ကန့်သတ်ချက်ရှိရဲ့ကိုမောင်အဲ့ဒီချက်ကိုတော့လိုက်နာပေးပါနော် ဘယ်လိုချက်ကိုလိုက်နာပြရမှာလဲကိုမောင်ကတော့စိတ်နဲ့ပတ်သက်လာတယ်ဘယ်လိုအကန့်အသတ်မျိုးပဲဖြစ်ဖြစ်နားလည်းလိုက်နာပြနိုင်ပါလေ ကောင်းပြီလေဒီလေးတွေကပစ္စည်းကိုကိုမောင်ဘယ်သူ့မှမပြပါဘူးဆိုရယ်ကတိပဲ တကယ်လို့ကိုမောင်ဘက်ကပြမိခဲ့ရင် ပြမိခဲ့ရင်တော့ကိုမောင်နဲ့စိတ်ဒီသက်သက်ဝေးပြီပေါ့ကိုမောင်ရဲ့
ကိုမောင်ကလေးပေးပါလေစိန်ကိုမောင်ကလေးပေးပါ ဟဲ့ကိုမောင်အေးဟဲ့မင်းကြောင်နဲ့ဘာလုပ်နေရလဲ အေးလေကွာ ဖေးဖေးစကားပြောနေရတယ် အေးဟုတ်တယ်ရောဟာရောငါသိပြီဒီကောင်စိတ်ကိုပြောနေရနေမောက်ကွာမရှိတဲ့စိတ်ကိုပြောနေတာဘာမှလည်းမရှိဘူး ဟာဒီကောင်လည်းမင်းတို့ကခေါင်းနေဖြစ်နေကြတာ ငါတို့လည်းကောင်းနေတာကွာမင်းကလေမင်းလို ထားတော့ကွာ ဟေးရောဟာကိုမောင်မင်းတို့ကြည့်နေရလေ ဟဲ့မင်းဘယ်သူကြည့်နေရလဲ မင်းတို့ကြည့်နေရလေဟာရောကြောက်လာရောဒီကောင်ကြည့်နေရောငါတို့လည်း ဟဲ့တော့မဖြစ်တော့ဟဲ့သွားမယ်ဒီကဘယ်သူမှမရှိဘူးမင်းတယောက်နဲ့သွားမယ် ဟုတ်တယ်စိတ်ကိုမောင်သွားတာမနော်ဟာရောဘလို့ကောင်လည်းမသိဘူးနော် ကိုမောင်စိတ်ကိုပေးထားကြတယ်မမေ့ပါနဲ့နော်ကိုမောင်နော် ရောဘာမှလည်းမရှိဘူးရောကိုမောင်ခေးပြီးပါ ဟာလာပါကွာလာပါဒီအင်္ဂလိပ်ကမင်းရဲ့တက်တယ်ဟုတ်လား ဟုတ်ပါတယ်ဖေဖေအဲ့ဒီရင်ဝဲကလေးကတားရဲ့ကြည့်စိတ်မရီလက်ဆောင်လေးပါစိတ်မရီလောကမှာရှိနေတယ်ဆိုတာတော့ဖေဖေကိုတက်တည်ပြချင်တာပါတော့ဖေဖေကိုတက်တည်ပြချင်တာပါ ကိုမောင်ဂတိတီပါနော်ကိုမောင်ဂတိတီပါနော် စိတ်ဟောခရီးတည်ကြီးပဲမဲ့ဖေဖေကိုတက်တည်ပြရမယ်စိတ်မောင်ကိုခွင့်လို့နားလဲပြပါစိတ်မောင်ကိုခွင့်လို့နားလဲပြပါစိတ်ရဲ့မောင်ကိုခွင့်လို့နားလဲပြပါ ဟဲ့ကမင်းတော်တော်လုံးနေရကွာမင်းရဲ့တက်တယ်ဒါလားဟုတ်လား ကိုမောင်ဂတိမတီစိတ်နဲ့ဝေးပြီကိုမောင် စိတ်မောင်စီကိုပြန်လာခဲ့ပါတော့စိတ်မောင်ကိုလည်းနားလဲပြပါစိတ်ရဲ့မောင်စီကိုပြန်လာခဲ့ပါတော့စိတ်ရဲ့စိတ်မောင်စီကိုပြန်လာခဲ့ပါတော့စိတ်ရဲ့စိတ် အဲ့ချစ်ကို အေး ကိုမောင်ချင်းနေရောဘလို့ရှိလဲကွာကွာ ကိုမောက်ချင်နေရမလွယ်ဘူးကွာကိုမောက်သူ့ဖေကစိတ်ကျမ်းမိုက်ထန်တော့ပို့လိုက်ပြီ စိတ်ချမ်းသာတာပို့လိုက်ပြီ အေး ဒီကောင်ကျတော့ချင်းနေစိုးဝင်ရတယ်ကွာ အေးကွာ ဟေးကွာကိုမောင်လည်းမြန်တက်တာလာသေးဘူးပဲဆူတောင်းပေးရမှာပေါ့ ဟာဟဲ့ရောက်ငါကြံရပြီကွာ ဘာလဲကွာမင်းရတယ် ဟာမင်းကလေကွာကိုမောက်မရှိတော့ရှင့်ဝတီလေးကိုငါတို့ဖြတ်ခုတ်လိုက်မကောင်းလား စိတ်ဝတီကို အေး ဖြတ်ခုံးမယ် စိတ်လိုက်လေ ကောင်းတယ်မင်းကြကောင်းတယ်ကွာ ဒီမှာရှင် ဟာ ရှင်တို့ဘုသူ့အကြောင်းပြောနေကြကျမစိတ်ဝင်နေတယ် စိတ်စိတ်စိတ်